ဟိုလေမမေတခုပြောကြရစီလို့ဒီလားဒီမဲ့ရေးထားတဲ့ဒီအောက်ကစာလေးကိုဖတ်ကြည့်လိုက်ဒီလားဒီမဲ့ရေးထားတဲ့စာလေးပေါ့နော်အဲ့ဘက်ဆိုဘက်ပြန်ဖြစ်နေမှာဒီလားဘယ်လိုပြရမလဲမသိဖုန်းကိုဒီလိုပြရမလားမသိဒီလိုဆိုအတက်ဖတ်လို့ရတာဘယ်လိုဖတ်လို့ရဒီလိုတော့တဲ့တယ်ဒီလိုကြတိတ်မတဲ့အဲ့ရေးထားတဲ့စာလေးမှာအဲ့လိုပြောသူ့ကိုပေါ့နော်ဆယ်လီပလဲခါလို့ပေါ့နော်လူအမားတို့ဟာပေါ့နော်မနက်ကငင်းပေးသွားလူတာအဲ့ဒါကိုပေါ့သူ့နာမည်ဆယ်လီပလဲခါလို့ပြောတာသူတို့ကစာတန်းထိုးတာဆယ်လီဆွဲကားရတယ်သူ့ကိုဆွဲကားတယ်သူ့ကိုထိုးတာတယ်နော်စာတန်းထိုးတာပြီးကြကိုကြီးဒွေးကလုံးလို့ပြောတာကိုအိုကြီးသွေးကလုံးအိုကြီးသွေးကလုံးနဲ့ထိုးတာနောက်ပြီးကျတော့မမေပြောတာလေငလင်းတန်းကိုအလူးလဲခံရတယ်လို့ပြောတာမမေစာတန်းထိုးတာငလင်းတန်းလို့ပြောတာငါလင်းတန်းကိုအလူးတက်ခံရတယ်ငါလင်းလောက်တာငါလင်းလောက်တာတယ်ငလင်းလောက်တာကိုအလူးလဲခံလို့ပြောတယ်ငါလင်းလောက်တာတယ်အလူးလဲခံရတယ်စာတန်းလေးတို့လေမှန်အောင်ထိုးပေးပါအဆက်မခွဲပါနဲ့တိတာတကယ်ကြီးပြောအဲ့တို့အချက်ခွဲတော်တော်များနေပြီနော်ဟုတ်လေစာတန်းလေးမှန်အောင်ထိုးပင်တော်သေးတယ်ဒီစာဖတ်ပြီးတော့ဟာဘာကြီးလုံးဆိုဖြစ်အောင်လို့တားဟာလောက်တာတိလားအဲ့လိုမျိုးဆက်မခွဲနဲ့စာတန်းလေးတော့မှန်အောင်ထိုးပါအခုလဲကြည့်လိုက်ဆက်လီပလဲခါကိုပြောထားအောင်ဆက်လီဆွဲကားတယ်သူနောက်ပြီးကျတော့ကိုကြီးဒွေးကလုံးကိုကျတော့အိုးကြီးသွေးကလုံးနဲ့အဲ့လိုတွေမလုံးနဲ့တေချာလေးစာတန်းလေးထိုးပေးပါတော့နော်အဲ့ဒါလေးပြောချင်တာတော်ရုံရဲ့ဟာတာပြောရမှာမဟုတ်ဘူးနော်7မိနစ်နေအောင်တစ်ခါလေးပြောပြတာအဲ့လိုမျိုးရုပ်တက်ကြီးတက်လာလို့အဲ့လိုမျိုးအဆက်ကွဲနေလို့အဲ့လိုမျိုးစာရီဖက်ပြီးမှရှက်စရာကြီးဖြစ်နေလို့အဲ့ဒါကိုပြောပြတာဟာတာလောက်တယ်ဆိုရင်10နေမှာဆိုလို့ဟာတာလောက်တာမဟုတ်တာပြောပြတာအဲ့လိုမျိုးကိုဖြစ်နေတဲ့ဟာကိုပြောပြတာနော်ကျေးဇူးအများကြီးတင်ပါတယ်